အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးမှာတော့ VNM e-visa ဆိုတာပါလဲဘယ်လိုရှောက်ရမလဲဘယ်လောက်ကြာမလဲဘယ်လိုပေးချေလို့ရမလဲဆိုတာကိုအပြည့်အစုံပြပြပေးသွားမှာဖြစ်ပါတယ်ရှင် VNM e-visa ဆိုတာကတော့ electronic visa ရဲ့အတူကောက်ပါရှင်အင်တာနက်ကနေ online နဲ့ဓာတ်ရိုက်လျှောက်ထားလို့ရပါတယ်ရှင် VNM နိုင်ငံအနေနဲ့မြန်မာနိုင်ငံအပါအဝင်နိုင်ငံ80ကျော်အတွက် e-visa ခွင့်ပြုထားတာပဲဖြစ်ပါတယ်ရှင်e-visa နဲ့ဆိုရင် VNM မှာရက်90နေလို့ရပါတယ်ရှင်။ Single entry visa ဆိုရင်တစ်ချိန်ဝင်ခွင့်ပဲရပါတယ်ရှင်။ရက်90အတွင်းမှာနိုင်ငံအဝင်အထွက်လုပ်ချင်တယ်ဆိုရင်တော့ multiple entry visa ကိုလျှောက်လို့ရပါတယ်ရှင်။ Tourist အတွက်ကတော့ single entry ပဲအရှောင်များကြပါတယ်ရှင်။ဈေးနှုန်းတွေကတော့ single entry ကို US ဒေါ်လာ25 multiple entry ကို US ဒေါ်လာ50နဲ့ရှောက်လို့ရပါတယ်ရှင်။ VNM e-visa လျှောက်ရမှာငွေပေးချေဖို့အတွက် accept လုပ်တဲ့ကတ်တွေကတော့ Visa card, Master card, JCB ကတ်တွေပဲဖြစ်ပါတယ်ရှင်။ဘယ်ကတ်ဖဲဖြစ်ဖြစ် international payment ဖွင့်ထားလို့ရှိရင်ရှောက်လို့ရပါတယ်ရှင်။ Visa approval ရဖို့3ရက်ကနေ15ရက်အထိစောင့်ရတတ်ပါတယ်ရှင်။ VNM e-visa လျှောက်ဖို့အတွက်ပထမဆုံး website ကိုဝင်ပါမယ်ရှင်။ apply now ကိုနှိပ်ပါမယ်ရှင်။သိထားမယ်အချက်8ချက်ကိုပြထားပါတယ်ရှင်။အချက်8ချက်ကိုဖတ်ပြီးလို့ရှိရင် confirm နှိပ်ပေးပါမယ်ရှင်။ပြီးရင်ကိုယ့်ရဲ့ဓာတ်ပုံကိုထည့်ပါမယ်ရှင်။ကိုယ့်ရဲ့ passport ရှေ့စာမျက်နှာကိုထည့်ပါမယ်ရှင်။ပြီးရင်တော့ကိုယ့်ရဲ့ personal information ကိုထည့်ပါမယ်ရှင်။ပထမဆုံး first name မှာကိုယ့်ရဲ့နာမည်ပြည့်စုံကိုထည့်လိုက်ပါမယ်ရှင်။ passport ထဲမှာပါတဲ့မွေးသက် grade ကိုထည့်ပါမယ်ရှင်။ပြီးရင်တော့ male လား female လားရွေးပေးပါမယ်ရှင်။ nationality ထည့်ပါမယ်ရှင်။မြန်မာဆိုမြန်မာလို့ရိုက်ထည့်ပါမယ်ရှင်။ identity card ကထည့်ရင်လည်းရတယ်မထည့်လည်းရပါတယ်ရှင်။ email ထည့်ပါမယ်ရှင်။ religion ထည့်ပါမယ်ရှင်။ place of birth ကိုထည့်ပါမယ်ရှင်။ email ပြန်ထည့်ပါမယ်ရှင်။ VNM ကိုတခြား passport နဲ့လာဘူးလားဆိုတာကို no လို့ဖြေပါမယ်ရှင်။ multiple nationalities no လို့ထည့်ပါမယ်ရှင်။ violation of the Vietnamese laws no ပါရှင်။ e-visa က single entry ကိုထည့်လိုက်ပါတယ်ရှင်။ဒါကတော့လေရင်လက်မှတ်ဝယ်ထားတဲ့ date ကိုထည့်ပါမယ်ရှင်။3ရက်ကနေပြီးတော့မှ15ရက်ကြာနိုင်တဲ့အတွက်15ရက်နောက်ပိုင်းကိုထည့်ပါတယ်ရှင်။ရက်90ရပါတယ်ရှင်။ဒါကတော့ကိုလျှောက်တဲ့ရက်ထဲ15ရက်နောက်ဆုတ်ပြီးမှဖြည့်ပါတယ်ရှင်။21ရက်ကိုရက်90ပေါင်းပြီးတော့မှဖြည့်ပါတယ်ရှင်။ passport နံပါတ်ဖြည့်ပေးရပါမယ်ရှင်။ place of issue ကကြတော့ကိုပေးထားတဲ့မြို့ကိုထည့်ပေးရမယ်ရှင်။မထည့်လည်းရပါတယ်ရှင်။ type ကိုရွေးပါမယ်ရှင်။ ordinary passport ကိုရွေးပါမယ်ရှင်။ passport စတဲ့ရက်ကိုထည့်ပါမယ်ရှင်။ဒါကတော့ passport ကုန်ဆုံးမဲ့ရက်ကိုထည့်ပါမယ်ရှင်။ contact information ကကိုနေတဲ့နေရက်လိပ်စာကိုထည့်ပါမယ်ရှင်။ contact address လည်းထည့်ပါမယ်ရှင်။ တယ်လီဖုန်းနံပါတ်ထည့်ပေးရပါမယ်ရှင်။ emergency contact ဆိုတာကိုအရေးပေါ်ဆက်သွယ်လို့ရမယ်ကိုမိဘဆွေမျိုးတွေကိုထည့်ပေးလို့ရပါတယ်ရှင်။ဆက်သွယ်ရမယ်လိပ်စာထည့်ပေးရပါမယ်ရှင်။ relationship ထည့်ပေးပါမယ်ရှင်။ occupation ကိုယ့်ရဲ့အလုပ်ကိုင်ထည့်လဲရတယ်မထည့်လဲရပါတယ်ရှင်။ information about the trip မှာတော့ကိုက tourist နဲ့လာမယ်ဆိုရင် tourist ဆိုပြီးထည့်ပေးပါမယ်ရှင်။ကိုဝင်လာမယ့်ရက်ကိုထည့်ပေးပါမယ်ရှင်။ကိုကရက်90နေမယ်ဆိုရင်ရက်90ပြောင်းလိုက်ပါတယ်ရှင်။ဖုန်းနံပါတ်ထည့်စရာမလိုပါဘူးရှင်။ကိုနေမဲ့ VNM လိပ်စာကိုထည့်ပေးပါမယ်ရှင်။ province city ကိုထည့်ပေးပါမယ်ရှင်။ district ထည့်ပေးပါမယ်ရှင်။ကိုနေတဲ့လိပ်စာပြည့်စုံထည့်ပြီးပြီဆိုရင်ကိုကဘယ် airport ကနေဆင်းမှာလဲဟိုချီမင်း airport ဆိုရင်ဟိုချီမင်း airport ကိုထည့်ပေးပါမယ်ရှင်။ကိုပြန်ထွက်မဲ့လေဆိပ်ကိုထည့်ပေးပါမယ်ရှင်။ပြီးလို့ရှိရင်ဒါတွေအကုန်လုံးမှန်ကန်ကြောင်းကိုအမှန်ချစ်ပါမယ်ရှင်။ VNM agency နဲ့လားဆိုလဲ no မနစ်ကရောက်ဘူးလားဆိုရင်မရောက်ဘူးဆိုရင် no လို့ထည့်ပါမယ်ရှင်။ VNM မှာအမျိုးဆွေရှိလားဆိုရင်မရှိရင် no လို့ထည့်ပေးပါတယ်ရှင်။ပြီးရင်တော့ဒါကိုအမှန်ချစ်ပေးပါမယ်ရှင်။ next ကိုသွားပါမယ်ရှင်။ preview application form ဆိုတာကိုတွေးပါမယ်ရှင်
အဲ့မှာကိုယ့်ရဲ့နာမည်မှန်မှန်ကိုပြန်စစ်ပါမယ်ရှင်စစ်လို့မှန်ပြီဆိုလို့ရှိရင် security code ပေးပါမယ်ရှင် security code ကိုရိုက်ထည့်ရပါမယ်ရှင်ပြီးလို့ရှိရင်တော့ next ကိုသွားပါမယ်ရှင်ဒီမှာ notice ဆိုတာလေးကြာလာပါတယ်ရှင်ကိုယ့်နာမည်ကိုယ့်ရဲ့မွေးသက်ကြရကိုယ့်ရဲ့ email မှန်ကိုစစ်ပေးပါမယ်ရှင်ဒီ email ကအရေးကြီးပါတယ်ရှင်ပြီးရင် confirm လုပ်ပါမယ်ရှင် confirm လုပ်ပြီးတာနဲ့ payment ကိုသွားပါပြီရှင် single entry ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုက25 USD ပေးချေရပါမယ်ရှင်ပေးမယ်ဆိုရင် I agree to pay ဆိုတာကိုနှိပ်လိုက်ပါမယ်ရှင် payment ကိုသွားပါမယ်ရှင် payment မှာကြတော့ကိုက Visa card လား Master card လား JCB Amex ဆိုတာကိုရွေးချယ်လို့ရပါတယ်ရှင်ကိုပေးမဲ့ card ကိုရွေးချယ်ပြီးလို့ရှိရင်သူတို့ကနေပြီးတော့မှကိုရဲ့ email တွေကိုပို့ပေးပါမယ်ရှင်ကိုပေးမဲ့ card ကိုရွေးချယ်ပြီးလို့ရှိရင်ကိုကလိုအပ်တဲ့ card number တွေ first name last name တွေကိုရွေးချယ်ထည့်ပေးပြီးလို့ရှိရင် continue ကိုဆက်သွားပါမယ်ရှင်အဲ့ဒါပြီးတာနဲ့သူကကိုရဲ့ email တွေကို code ပို့ပေးပါလိမ့်မယ်ရှင်ပြီးရင် email စစ်ပြီးလို့ရှိရင်3ရက်ကနေ15ရက်ဆောင်ပြီးတာနဲ့ကိုရဲ့ e-visa approve ဖြစ်ကြောင်းကို email ကိုပို့ပေးပါလိမ့်မယ်ရှင်ဒါကတော့ e-visa လျှောက်တဲ့နည်းလေးပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်